ကဲတို့ကတော့ဘိုင်းချက်ရမှမသိရင်ခွက်ထော်အကောင့်နဲ့ဝင်ကြည့်လိုက်တော့တာပဲလို့ကြားရတော့လဲခွက်ထော်တွေကအမောပြေရပြန်ရောကဲဒီနေ့လဲအရန်ကိုလိုက်ဖက်ညီတဲ့ဟင်းတွက်ဆက်လေးချက်စားပြပါတယ်ငချောင်လေးတွေရေးစိမ့်ပြီးပြီဆိုရင်တော့ပဲကြီးလေးတွေကိုလည်းကျမတို့ရေသေးချဆေးပြီးတော့မှချက်မဲ့အိုးတွေကိုထည့်ထားပေးလိုက်မယ်ပဲကြီးချက်ဖို့အတွက်ကြက်သွန်နီလေးစိတ်ထားတာရဲ့ချင်းချက်သွန်ဖြူထောင်းထားတာရဲ့အချုံမောစနွဲမောအရောင်တင်မောငပီးလေးအနှဲငယ်စီလေးအနှဲငယ်နဲ့စုံစေးရည်လေးထည့်ပြီးတော့မှတည်ထားပေးလိုက်မယ်ခဏလောက်လုံးပြီးသွားပြီဆိုရင်တော့ပဲကြီးလေးတွေနူးတီအထိကျမတို့ရင်နွေးလေးထည့်ပြီးတော့မှတည်ထားပေးလိုက်ပါမယ်။ရေစိမ့်ထားတဲ့ငချောင်လေးတွေလည်းရပြီဆိုတော့အနေတော်လေးတွေဖြတ်ပြီးတော့မှရေစစ်ထားလိုက်မယ်။ကျမကတော့ငချောင်းနဲ့လေးတက်တာပြီးတော့မှပို့ပြီးတော့စားလို့ကအောင်ဒဲတဲ့ကိုစီးထက်စနွှဲမုံထည့်ပြီးတော့မှရေစစ်ထားတဲ့ငချောင်လေးတွေကိုခဏလောက်ကြောထားပေးလိုက်မယ်။ပြီးရင်တော့ပကံတစ်ခုတည်းကိုဆဲထုတ်ထားလိုက်ပါမယ်။ကဲကျမတို့ငချောက်ချက်ဖို့အတွက်ကန်းခင်းကျင်တီလေးစိတ်ထားတာရဲ့ဂျင်းချက်သွန်ဖြူနေထောင်းထားတာရဲ့ငပိစားချုံမောစနွဲမောအရောင်တင်မောစုံစည်းရည်လေးပါထည့်ပြီးတော့မှခဏလောက်တည်ထားပြလိုက်မယ်ကဲခင်းကျင်တီလေးတွေအိပြီးတော့မှအားလုံးချိန်ပြီးသွားပြီဆိုရင်တော့ကြော်ထားတဲ့ငချောက်လေးတွေထည့်ပြီးတော့မှခဏလောက်မွေးထားပြလိုက်မယ်ငချောက်လေးတွေကျက်သွားအောင်ရှင်နွေးလေးအနှဲငယ်ထည့်မယ်ငရုတ်ပွားလေးထည့်ပြီးတော့မှခဏလောက်တည်ထားပြလိုက်မယ်နောက်ဆုံးမှာစီလေးပြန်လာပြီဆိုရင်တော့ငရုတ်သီးစိမ့်ထောင်းထားတာရဲ့နန်းနန်းမေးလေးအုပ်လိုက်မယ်ဆိုရင်တော့ကျမတို့ရဲ့ငချောက်ချက်လေးကစားလို့ရပါပြီကျမတို့ရဲ့ပဲဟင်းအိုးလေးကလည်းပဲလေးတွေနူးလာပြီဆိုတော့အရသာအတွက်စားလေးထည့်လိုက်မယ်နောက်ဆုံးမှာစူးပုတ်လေးအုပ်လိုက်မယ်ဆိုရင်တော့ငချောက်ချက်လေးနဲ့အရန်ကိုလိုက်ဖက်တဲ့ပဲကြီးဟင်းလေးကလည်းစားလို့ရပါပြီရှင်အားလုံးကိုကျေးဇူးပါရှင်